ဒီမှာဆိုရင်တစ်ဖြောင်းနိုင်ရွေးမယ်ဆိုရင်ဒီလိုပဲတက်တက်ပဲပြန်ကြလာဒါ project motion တဘောတရားတော့လေမတိုက်ဘူးဆိုရင်ပြောရအောင်နော် error session မစင်စားဘူးဟောဒီအဆောင်တိုင်းလေးပဲသွားလိုက်မယ်ဆိုရင်ဒီလောက်ကိုကြားတယ် angle ပြန်ဆောင်းမယ်ဒီလောက်ကနေပြစ်မယ်ဆိုရင်ဟောမှာဒီလောက်မှကြားမယ်ပြန်ဆောင်းမယ် angle ကို theta ပြန်ပြောင်းလိုက်မယ်ဒီလောက်ကနေပြင်ဟောဒီလောက်မှကြားလိမ့်မယ်အဲ့တော့ပြန်ဆောင်းမယ်အဲ့ဆိုရင်အမှကြည့်လိုက် angle တွေပြောင်းသွားတာနဲ့သူကြားတဲ့အကွာဝေးတွေကလည်းမတူတော့ဘူးဒီမှာဆိုရင်ဒီလောက်မှရှိတယ်အဲဆိုရကြဖို့ဒီမှာဆိုရင်ဒါ45ဒီဂရီကmaximumရောက်နိုင်တဲ့အကွာဝေးပေါ့ဆိုအဲ့ဒါကြောင့်မို့သူက direction ဆိုဘာကိုပြောရလဲဆိုရင်ဘယ်လောက်ဒီဂရီဆောင်းပြီးတော့မှပြစ်တာလဲပေါ့ရှေ့ခေတ်တုန်းကဆိုတော့ဒါကအရေးကြီးရပေါ့ကိုရန်သူရဲ့ပြစ်မှတ်ကဘယ်နှမှရှိနေအကွာဝေးဘယ်လောက်မှရှိနေလဲ angle ဘယ်လောက်ဆောင်းပြီးပြစ်မှရန်သူကိုတွားပြီးတော့မှကြည်စမ်းတွားမှန်ပဲပေါ့နော်ရှေ့ခေတ်တုန်းကပေါ့ရှေ့ခေတ်တုန်းကအမြောက်တွေဆိုတော့အဲ့လိုမျိုးတွက်ချက်ရတယ်အခုချိန်နေလည်းအဲ့လိုပဲတွက်နေရတော့နော်လက်တွေ့ဒီစစ်မြေပြင်မှာတိုက်ခိုက်ပြီးရှင် project motion တွေကဒီစစ်ဘက်ဆိုင် engineer တွေကဘယ်လောက် angle ဆောင်းပြီးတော့မှဘယ်လောက် velocity နဲ့ပြည့်ရမယ်ဒါမှရန်သူကွာဝေးရန်သူစခန်းဘယ်လိုနေရာမှာကြာမယ်ဆိုတော့ဒါအမျိုးပေါ့ဒါသုံးတယ်